1 2 plus that 0ဒါကကိုယ်တိုင်လုပ်ချင်တာ short form အနေနဲ့က1နာပေါ့နော်သူတို့ကန်းချေကိုသွားချင်နေတာ they want to travel to the beach ဒီနေရာမှာ they wanna travel လို့ပြောလို့ရပါတယ်ဘာဖြစ်လို့လဲဆိုလို့ subject အများမလို့ပါမောင်ကအိတ်ချင်နေတာမောင်မောင်ကအနေဆိုတော့ subject ကအနေဆိုတော့ s ထည့်ပြရမယ်မောင်မောင် wants to sleep ဒီနေရာမှာမောင်မောင် wanna ဆိုပြီးပြောလို့မရဘူးပေါ့နော် subject ကအနေမလို့သူဒီကိုလာချင်တာ he wants subject ကအနေဆိုတော့ s ထည့်ပြမယ် he wants to come here he wanna ဆိုပြီးပြောလို့မရဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီ subject ကအနေမလို့ပါ he wants to come here အဲ့လိုပဲပြောပါမယ်အဲ့ဒီကိုသွားချင်တာ I want to go there အဲ့ဆိုလို့ရှိရင် I wanna go there လို့ပြောလို့ရပါတယ် one object that 0တယောက်ယောက်ကိုလှုပ်စေချင်တာပေါ့နော်အမေကငါ့ကိုစာကြိုးစားစေချင်တာမone မိုင်မကအနေမလို့ wants ငါ့ကို me to study သူကငါ့ကိုကူညီစေချင်တာသူဆိုတော့ she wants subject ကအနေမလို့ s ပြန် she wants me to help ငါကနင်းကိုဒီကိုလာစေချင်တာပေါ့နော် I want နင်းကိုဆိုတော့ you to come here